မင်္ဂလာပါအဲ့ရဲ့ channel ကနေကြိုဆိုလိုက်ပါရယ်လူကြီးမင်းတို့အတွက်ရင်ခုန်စိတ်လှုပ်ရှားပွဲရအချစ်စလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဲ့ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါရှင်အခုပဲအဲ့ရဲ့အတန်နဲ့အချစ်စလန်းခရီးလေးတွေကိုအတူတူဝင်ရောက်လိုက်ပါနော်ကျော်စိုးဆိုင်ကိုတန်းပြေးပြီးသူ့စီကစပိန်ခဏယူကမြို့ရဲဆေးကိုတောက်ချစ်တင်နင်းလာခဲ့တယ်ဟန်ကြခြင်းတော့ဆေးဆိုင်မှာလုံနေတဲ့တငယ်ချင်းတယောက်အကိုအညီနဲ့ချိုလိုခြင်းနဲ့ဆေးကိုရှာလို့ရခဲ့တယ်လိုလိုမဲမဲ10လုံးဝယ်လိုက်တယ်ဒါတောင်ဆိုင်ရှင်ဦးလေးကြီးကဟဲ့ဒါကိုဝင်မရအောင်တောက်တဲ့ဆေးကွာလို့ဆေးမမှာဆိုလို့သတိပေးသေးတယ်စိတ်ထဲမှာတော့ဒါပဲလိုချင်တာဦးလေးရေလို့ဆိုခြင်းပဲမဲ့ပါဇက်ကတော့ဟုတ်လားဦးလေးကျွန်တော်မသိပါဘူးရက်ွက်ထဲကအကိုကြီးတယောက်ဝယ်ခိုင်းလိုက်လို့ဆိုပြီးအစင်ပြေအောင်ကြည့်ပြောလိုက်ရတယ်အပြန်လမ်းမှာအောင်တန်းအိမ်ဘက်လှည့်ဝင်ရင်အောင်တန်းကိုခေါ်ပြီးကြော်စိုးဆိုင်ကိုပြန်လာအတူတူလက်ဖက်ရည်ဆိုင်ထိုင်ရင်ညကချိုတို့အိမ်မှာစာအတော်ကြက်ဖြစ်ကြောင်းအိတ်ချင်ပြေလက်ဖက်တုပ်ကျွေးကြောင်းဘာညာကွိကွအစင်ပြေအောင်ကြည့်ချက်ပြောလိုက်တယ်သူတို့သိတယ်လေကျွန်တော်ချို့အိမ်မှာသွားအိတ်တယ်ဆိုတာအစကတည်းကစီးဝါးရိုက်ထားပြီးသားဒါတောင်သူတို့ကမင်းချို့ကိုဘာမှမလုပ်လိုက်ဘူးလားလို့အတင်းအောက်အိမ်မေးသေးတယ်ကျွန်တော်ကဟေးစာတပုတ်ရရင် तू ကတခါပေးနေတယ်ကွအဲ့ဒါကြောင့်စာရညအများကြီးရသွားတာတငယ်ချင်းတွေကကျွန်တော်ကိုအားကြတယ်လို့ကြည်ကြတယ်အမှန်တိုင်းများဖွင့်ပြောလိုက်လို့ကတော့တရေတွေချောင်းစီးသွားနိုင်တယ်တခါတလေအဲ့လိုလူလဲလောက်ရတာလေးကလည်းအရသာတစ်ခုဒါနဲ့မင်းကစောစောစီးစီးဈေးကိုဘာသွားလောက်တာလဲကြော်ဆိုးကမေးတယ်ကျွန်တော်လည်းအရေးမကြီးတဲ့ဟန်နဲ့ချိုးကဆေးဝယ်ခိုင်းလိုက်လို့ဆိုပြီးဝယ်လာတဲ့ဆေးတုပ်ကိုအိတ်ထဲကမြေလောက်အောင်ပဲထုတ်ပြပြီးပြန်ထည့်လိုက်တယ်တငယ်ချင်းအရင်ထဲမှာတော့ကြော်ဆိုးကဆက်မဖြေတော့စာမေးပွဲကြပြီးသူ့ဝါသနာပါရာစာအုပ်ငါးဆိုင်လေးဖွင့်ထားပြီးအဆင်ပြေနေလေရဲ့အောင်တန်းကတော့ဆက်ဖြေမယ်တဲ့လှေခွက်ကြီးကြံအလဲမလဲဆိုတဲ့ဇွဲနဲ့ပေါ့ကျွန်တော်ကတော့အောင်မကိုဖြစ်မှာတရက်လောက်ချိုနဲ့အတူနေပြီးတဲ့နောက်ရလာတဲ့ဒုက္ခကတသက်လုံးဒီလိုအတူနေဖို့ငါစူးစမ်းရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုခိုင်မာစေလိုက်တယ်လေခဏလောက်ပဲထိုင်နိုင်တယ်ဟက်ကောင်လေးငါပြန်အောင်မယ်စာသွားကြက်လိုက်အောင်မယ်ဆိုပြီးထလစ်လာခဲ့တယ်သဘောပေါက်နောက်ဖေးပေါက်ကလှစ်ခနဲပြန်ဝင်လိုက်တော့ချိုကမီးဖို့ချောင်မှာချက်လို့ပြုတ်လို့ရှာအရင်မြအောင်ဘာရင်ချက်တုံးမိမရေလို့ဇက်ထဲကလူရှင်တော်တွေဆိုနေတဲ့လေတံနဲ့မေးလိုက်တော့ငမြင်းပိုက်သားရလာလို့စီပြန်ချက်မယ်ပဇွန်စိတ်နဲ့ချင်မောင်ကြော်မယ်ဘူးဒီဟင်ကဟာဘိုက်တောင်စားလာပြီကြက်ပြီလားဆိုတော့ဘာကြက်ပြီလားလဲချိုးကတခါမှမချက်ဘူးတော့အခုမှစမ်းချက်ကြည့်ရမှာဒါပဲနော်အခုတည်းကပြောထားမယ်ကောင်းလဲစားမကောင်းလဲစားမှာပေါ့ချိုးကလည်းချိုးချက်ကျွေးတာဆိုဘာဖြစ်ဖြစ်ဒါဆိုပြီးရောလာချို့ကိုချင်မောင်ရက်နှွေပြီးချို့ဘေးနာကတ်ထိုင်ရင်ချင်မောင်ရက်ချွေရတာကအရသာတစ်ခုပျော်လိုက်တဲ့နေ့ရက်တသက်လုံးဘလို့မှမမေ့မရဘူးချိုးကလည်းစူးစမ်းပန်းစားချက်ကျွန်တော်ကလည်းချို့ဘေးကတ်ပြီးချို့ခိုင်းတဲ့တောက်တော်မရလေးတွေဝိုင်းကူဟင်းဝိုင်းမြည်ပြီးနောက်ဆုံးထွက်လာတဲ့အရသာခုကဲစားကြမယ်12နာရီလဲထိုးပြီးဘိုက်လဲစာနေပြီဆိုတော့ချိုကဟော့တော့ဘာလို့လဲချိုကျွန်တော်ကမေးတော့ချိုကရီကျဲကျဲနဲ့ထမင်းချက်ဖို့မေ့နေတယ်ထမင်းမချက်ရသေးဘူးတဲ့ဟာဖြစ်ရမယ်စိတ်ထဲကတော့ထင်တာအားလုံးစင်ချောလာကြီးလားလို့ခဏလေးတော့ချိုထမင်းချက်လိုက်အောင်မယ်ဆိုပြီးကမန်းကရန်ထမင်းကိုတည်တယ်ထမင်းကိုတည်ထားရင်ချိုကကျွန်တော်ဘေးလာထိုင်နေစောဘိုက်ရမ်းစာနေပြီလားမစာသေးပါဘူးစောစောကဆေးဝယ်ရင်းနဲ့ဟိုကောင်လေးနဲ့လက်ဖက်ရည်တောက်ခဲ့သေးတယ်ဆေးဆိုလို့အိတ်ထဲကဆေးချို့ကိုထုတ်ပေးရင်လိုလိုမဲမဲဆိုပြီး10လုံးဝယ်လိုက်တယ်ချိုဘာလိုလိုမဲမဲလဲအကြံစီနဲ့ဝယ်တာများမသိရင်ခတ်မယ်နော်တဟီဟီနဲ့ရီရင်ညာတာပါတင်းနဲ့ချို့ကိုလှမ်းဖက်ရင်ချစ်တာကိုချိုရဆိုပြီးပါမမို့လေးကိုနှာခေါင်းကတက်တည်ပြလိုက်တယ်ချိုဟိုစကားကြားဘူးလားဘာစကားလဲထမင်းမစားခင်တစ်စားပြီးတစ်ဆိုတာလေဟင်ဘာကိုပြောတာလဲဆိုမကြားဘူးပါဘူးအာချိုကလေအတိတ်ဘယ်ကမစားခင်တစ်ချိန်လောက်ပါစားပြီးတစ်ချိန်လောက်ပါတဲ့အသက်ရှည်တဲ့အနာကင်းနေတဲ့လာအခုထမင်းချက်ထားတော့မစားခင်တစ်ဆိုပြီးချို့အိတ်ခမ်းနဲ့လက်ဆွဲခေါ်လာခဲ့တယ်လမ်းမှာချိုကဇောအဲ့ဒါညနေစာရောပါလာရင်တဲ့ခမရတို့ပဲကျွန်တော်အစားအဖြေပြန်ပေးလိုက်ပါဗျာဒီလောက်ဆိုရင်ချိုနဲ့ကျွန်တော်ဘလောက်ချစ်ကြတယ်ဆိုတာရှေ့ဆက်စာဖွဲ့ပြနေကြွားတယ်လို့ခမရတို့ထင်ကုန်လိုက်မယ်အဲ့ဒီချိုနဲ့နေရတဲ့2ရက်နဲ့တစ်ပိုင်းကာလလေးကတယောက်နဲ့တယောက်ကိုပို့ပြီးခိုင်မြဲစေခဲ့တာတော့အမှန်ပဲဘာလို့နဲ့စာမေးပွဲကြီးကိုရောက်လာပါလေရောချိုကတော့10တန်းဆိုတော့ကျွန်တော်တို့ဖြေပြီးမှဖြေရမယ်ကျွန်တော်ကစာမေးပွဲကိုဘာသာတိုင်း2ခါဖြေရတယ်ကျောင်းမှာရေးဖြေတစ်ခါချို့စီမှာနှုတ်ဖြေတစ်ခါစာမေးပွဲဖြေပြီးပြန်လာတိုင်းချိုးကကြော်စိုးတို့ဆိုင်မှာစောင့်နေတယ်။မင်းကွန်းပြပြီးဒါကဖြင့်ဒီလိုဟိုဟာကဖြင့်ဟိုလိုစသည်ဖြစ်မော်လေချို့ကိုရှင်းပြရတယ်။ချိုးကသူ့စိတ်ကူးနဲ့သူအမှတ်ပေးတယ်။ကိုကနဲ့ကိုတော့ဟုတ်နေတာပဲ။ကျွန်တော်အားလုံးဖြေနိုင်တယ်။ဖြေရတာလည်းအားရတယ်။ကျွန်တော်စာမေးပွဲဖြေပြီး2ပတ်လောက်ကြာမှချိုးတို့ဖြေရတယ်။ချိုးကအပြင်ဖြေဆိုတော့အိမ်နဲ့နည်းနည်းလှမ်းတဲ့ကျောင်းမှာဖြေရတယ်။ကျွန်တော်ကစပိန်နဲ့ချို့ရဲ့အဖို့တော်အကျိုးတော်ပေါ့။မနက်ကချို့ကိုစပိန်နောက်ခုံမှာတင်ပြီးကျောင်းအောင်လိုက်ပို့တယ်။စာမေးပွဲအချိန်တွင်အပြင်လူပေးမဝင်တော့ကျောင်းပြင်ကတစ်ပင်အောင်မှာချို့ထိုင်ဆောင်ရင်ဖြေနိုင်ပါစေလို့ဆုတောင်းနေဖြေပြီးချိုထွက်လာတော့အမောတကောဖြေနိုင်လားလို့မေးရင်နားမလည်တဲ့မင်းဝန်စာရွက်ကိုယူကြည့်တယ်ချိုမရတာကအင်္ဂလိပ်စာနဲ့သင်ချာကျန်တာတွေတော့ရပါတယ်အောင်ကျင်လဲအောင်နိုင်တယ်ကြကျင်လဲကြနိုင်တယ်ကံပဲချိုကတော့အပြုံးမပြတ်ပါဘူး
ဘာပြောလဲဆိုတော့ချိုကပန်းပရင်မာလေးလုံးမဲ့သူပဲအောင်မအောင်အရေးမကြီးပါဘူးတဲ့စာမေးပွဲနောက်ဆုံးနေ့ကအတူတွဲပြီးရုပ်ရှင်သွားကြည့်လိုက်သေးတယ်အင်္ဂလိပ်ကရုပ်ရှင်တွေကမင်းသားနဲ့မင်းသမီးက kiss ပေးပြတော့ရုပ်ရှင်လာကြည့်တဲ့ကျွန်တော်တို့အတွဲကလည်းအားကြမခံပြန်ပြီး kiss ပေးပြလိုက်တယ်ဒီလိုလာဆန်းလို့တော့ဘယ်ရမလဲငစော်ပဲအေးလေလောကကြီးမှာအပျော်ရည်ကြီးပဲအမြဲစုမနေပါဘူးပျော်လို့ရင်ငိုရတတ်တယ်ဆိုရဲခန့်ငယ်ငယ်ကအပျော်လွန်တိုင်းအမေပြောခဲ့တာသွားသတိရသွားတယ်ပုတ်ရင်ပေါ်ဟုတ်ရင်ကြောဆိုတဲ့စကားအတိုင်းကျွန်တော်တို့တွဲတာနည်းနည်းများသွားတော့ဘာလို့ညာလို့သတင်းတွေထွက်လာတယ်အဓိကချို့ကိုပြောကြတာပေါ့သတင်းကိုတည်လာတာကကြော်ဆိုးသူကစားအုပ်ဆိုင်ထိုင်နေဆိုတော့တရက်ကွက်လုံးကသူ့စီစားအုပ်ငားရင်သူ့ကိုမတိမတာဆက်စုကြတာပေါ့ပြီးတော့ကျွန်တော်ကသူ့တငယ်ချင်းအရင်ခောက်ကြီးဆိုတာလူတိုင်းကသိနေတာပဲသူကတော့ဖထိထိပဲရိုးသားသားပါဘာညာရွှီးသေးတယ်သိရမလားရက်ကွက်ထဲကလူတွေအကြောင်းအဲ့လိုဖုံးလေပို့ပြောချင်လေပဲဒီသတင်းကိုကြော်ဆိုးတည်လာချင်းကျွန်တော်ဂယုမဆိုင်ပါဘူးဒါတွေကကြိုတွက်ပြီးသားပဲစိတ်မကောင်းတာချို့ဘက်ကခလေးကိုမုတ်ပေးကြိုက်တယ်ဆိုတဲ့စကားကိုချို့ခံနိုင်မှာမလားဟဲ့ငါကမုတ်ပေးကြိုက်တာမဟုတ်ဘူးခလေးကငါ့မုတ်ကိုအတင်းတောင်းစားလို့ပေးလိုက်တာလို့တရက်ကွက်လုံးကိုပြန်လည်ရန်တွေ့လို့လည်းရတာမဟုတ်တော့ချို့အတွက်ရမ်းစိတ်ပူတယ်ပြီးတော့ချို့ရင်ထဲကနှစ်ကချစ်မိနေတော့ရီမန်းချက်တွေမပြည့်ခင်ဝေးရမှာလည်းရမ်းကြောက်တယ်အဲ့လိုတွေးပြီးတော့လူကပြန်ရခတ်သွားတယ်တွေးရအကောင်းဘက်ကတစ်ခုမှဝင်မလာဘူးတွေးရင်းနဲ့သူ့အမတွေများဒီအကြောင်းကိုသိသွားရင်ဖြင့်ဆက်တာမစင်းစားရဲဘူးပျော်မဆုံးမော်မဆုံးချိန်တုန်းကဒီအကြောင်းကိုမတွေးမိခဲ့ဘူးချိုပြောသလောက်လေးပဲလူတကာတော့ကဲ့ရဲ့ကြမှာပေါ့ဆိုတဲ့စကားလေးလောက်ပဲတွေးပြီးဒီလောက်တော့အပြော့ဆိုပြီးစိတ်တူကိုယ်တူချစ်ခဲ့ကြတာအေးလေချိုကဒီအကြောင်းတွေမှမသိတာသိများသိသွားလို့အဖြစ်သွားပြီးတကယ်ကိုသွားပြီးတပူပေါ်နှစ်ပူဆင့်လာတယ်ဖြစ်ခဲ့တာကသူ့အမနှစ်ယောက်စလုံးနဲ့ဆိုတော့လွမ်းခန့်တော့ရောက်တော့မယ်ထင်တယ်ဘလို့ရှင်းရပါချိုတော့ရက်ကွက်ထဲကလူတွေပြောနေပြီဆိုတာသိမှသိရလားမသိဘူးသူကရက်ကွက်ထဲမှာအပေါင်းအသင်းနေတယ်လေအရင်တည်းကသူ့ဘာသူနေတာများတယ်ကျွန်တော်တို့ဟိုဆက်မရှိဘူးကျွန်တော်ကတော့ရက်ကွက်ထဲမှာလူတကာနဲ့သိတယ်ဒီအကြောင်းချို့ကိုပြောတော့ချို့ကပြောပါစေပေါ့တဲ့ချို့စောကြီးတွေကကြိုတွက်ထားတာပဲဟာချို့ကပြောပဲခံမယ်ဇော်နဲ့တော့အကွဲမခံဘူးဆိုပြီးပေါ့ပဲပြောတယ်ဒါနဲ့ကျွန်တော်ကချို့အမတွေကသဘောမတူရင်ရောလို့မေးတော့မတူလဲနေပေါ့ဘာကယူဆိုင်ရမှာလဲသူတို့လည်းသူတို့ယူချင်တဲ့ယောက်ျားကိုယူကြတယ်ချို့လဲချို့ကြိုက်တဲ့ယောက်ျားကိုယူမယ်ဘာဖြစ်လဲအရေးကြီးတာကဇော်ချို့ကိုယူဖို့ပဲချို့ကြောက်တာကဇော်ချို့ကိုပြစ်သွားမှာပဲချို့ကတော့ရှင်းနေပြက်တယ်ဟုတ်တယ်ကျွန်တော်လည်းချို့လို့ပဲရက်ကွက်ကဘာပြောဂယုမဆိုင်ဘူးကျွန်တော်မိဘတွေသဘောမတူဘူးပြောလဲကျွန်တော်နောက်ဆုံးမှာမဟုတ်ဘူးသူတို့မှကျွန်တော်လောက်ရက်ကိုတားဆီးနိုင်မယ်နှလုံးယောဂါတို့လိုဘာညာယောဂါတွေလည်းမရှိဘူးဒေါင်မီကျမ်းမာရေးကောင်းကြတော့ပြဿနာကချို့အမတွေနဲ့ကျွန်တော်ဖြစ်ခဲ့တဲ့ကိစ္စဒီကိစ္စကိုသူ့အမတွေကသူ့ကိုဖွင့်ပြောလိုက်ရင်တယောက်နဲ့ဖြစ်ခဲ့တဲ့ကိစ္စကိုတယောက်ကမသိပေမဲ့နှစ်ယောက်ထက်ကတယောက်ကသဘောမတူလို့ပဲဖြစ်ဘာအကြောင်းနဲ့ပဲဖြစ်ချို့ကိုဖွင့်ပြောလိုက်ရင်စောကပြက်သားရဲရဲနဲ့ချို့ကအဲ့ဒီကိစ္စကိုဖွင့်လို့ပြီးကျွန်တော်ပေါင်းသိမယ်လို့ခင်ဗျားတို့ထင်သလားသူ့အမတွေဘက်ကလည်းစဉ်းစားကြည့်မယ်ဆိုရင်သူတို့နဲ့စိတ်တူကိုယ်တူဖြစ်ခဲ့တဲ့ကျွန်တော်ကသူ့ညမကိုယူပြီးကျွန်တော်ကိုတသက်လုံးရောက်ဖတော်ရမယ့်ကိစ္စအသက်ချင်းကွာတာလေးကိုပဲအကြောင်းပြပြီးဇွတ်သဘောမတူဘူးညင်းနေလေချိုလက်ခံမှာမဟုတ်ဘူးဆိုတာသိမှာပဲဒီတော့သူ့ညမကိုဒီကောင်လေးကငါတို့နဲ့ဖြစ်ခဲ့တယ်လို့ပဲတခုံးနဲ့ပြောလိုက်ပွဲရပြီးပြီပတ်ဆောက်ခွာဖျားသိမ့်မယ်နောက်တနည်းကအဲ့ဒီကိစ္စကိုသူတို့ချို့ကိုမပြောခင်ကျွန်တော်ကချို့ကိုရိုးသားစွာဖွင့်ပြောလိုက်ရင်ဆိုရင်ကောဘာဖြစ်နိုင်မလဲဆိုတာအသာထားဘလို့ပြောမလဲဆိုတာကိုအရင်စဉ်းစားရမယ်ချို့ရဲ့ကိုအခုပြောမဲ့စကားကိုနားနဲ့မနာဖွားနဲ့နာပါနော်ဇလန်းစအဆုံးဇက်ဆောင်ခင်းလို့ကတော့ဖွားနဲ့မနာပဲဖွားနဲ့ကန်သွားမှာကတေချာပေါက်ပဲဘေးတင်မေးစရာမလိုဘူးဘလို့လောက်ရပါအခုကိစ္စကတကယ်ဖြစ်လာတာမဟုတ်သေးဘူးစဉ်းစားမိသေးတာပဲရှိသေးတယ်ရင်ထဲကမီးလိုပူနေပြီတေချာတယ်ဖြစ်လာမှာကတော့အနှင်းနဲ့အမြန်ဆိုတာကျင်းနေပေါက်ပဲအခုမှဒုက္ခနဲ့လှလှနဲ့တော့တွေ့ပြီကဲတော်မူကြပါမျိုးလို့သာထိုင်អော်လိုက်ချင်တော့တယ်ဟာဟုတ်ပြီအကြံရပြီခိုးပြေးမယ်ချို့ကိုဒီရဲ့ပိုင်းတွင်းမှာခိုးပြေးမယ်ဒါဆိုရင်ပြဿနာအလုံးရှင်းသွားပြီဘသူဘာပြောမလဲသူ့အမတွေလည်းဘာမှပြောလို့မရတော့ဘူးဘသူမှလည်းဖြတ်လို့မရတော့ဘူးဟာပိုင်လိုက်တဲ့အကြံတော်လိုက်တဲ့ငါလေးမနှက်ဖြန်ချို့ကိုတိုင်မင်ရမယ်ချို့ကတော့ဒီညမျက်ခုံးလှုပ်နေမှာမြင်အောင်သေးတစုံတစ်ခုကိုစဉ်းစားမိပြီးဒိုင်းကနေတက်နေတဲ့အပျော်ကဒုံကနေပြန်ကျသွားတယ်ဟုတ်တယ်ကျွန်တော်တို့စုံတဲ့ကိုဘသူကလက်ထပ်ပေးမှလဲကျွန်တော်ကအခုမှ16နှစ်တရက်စွန်းဒီအရွယ်ခိုးပြေးလို့ကတော့ပြဿနာတွေတလေကြီးတက်သွားမယ်ဒီတော့အကောင်းဆုံးနဲ့အဖြစ်နိုင်ဆုံးကိုအဖြေရှာရမယ်ဟဲလူလို့ရင်လူတောင်ဖြစ်တယ်ကိုယ့်ကိုအားပေးလိုက်တယ်ကျွန်တော်တို့ရက်ကွက်ထဲမှာဒေါ်ထားဆိုတဲ့မိန်းမကြီးတယောက်ရှိတယ်တရက်ကွက်လုံးရဲ့သတင်းမျိုးစုံကိုသူသိတယ်ပြောရမယ်ဆိုရင်ရက်ကွက်သတင်းဖြန့်ချီရေးဌာနပေါ့သတင်းစာထဲပါလာတဲ့သတင်းတောင် तू ကမှားတယ်အမှန်ကဒီလိုဆိုပြီးတအိမ်တက်တအိမ်စင်လိုက်ပြောရင်တော့တရက်ကွက်လုံးကလက်ခံသွားနိုင်တယ်ဒါကတော့ကျွန်တော်တို့ရက်ကွက်မှာမဟုတ်ပါဘူးရက်ကွက်တော်တော်များများမှာရှိပါတယ်အခုကျွန်တော်တို့ကိစ္စလဲဒေါ်ထားနာကိုပေါက်ကြားသွားပြီဆိုတော့ကျွန်တော်ရိတ်မိလိုက်တယ်တိုက်စစ်စရတော့မယ်ငြိမ်နေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်တဲ့အပြင်အရှုံးမှာပေါ်သွားနိုင်တယ်တိုက်ရင်ရှုံးတာကမြတ်သေးတယ်ဆိုတော့သူရဲကောင်းစိတ်နှလုံးသွင်းလိုက်တယ်
နာမည်အကြီးဆုံးဒေါ်မြဆိုင်ကရှယ်လက်ဖက်တုပ်တပွဲဝယ်လိုက်တယ်လက်ဖက်ကောင်းစားခြင်းပစွန်ကြောင့်များများထက်ရတယ်စီရွှဲရွှဲဆန်းရတယ်ဆိုတဲ့စကားနဲ့ညီအောင်ပတ်စံပို့ပေးပြီးတုတ်ခိုင်းလိုက်တယ်လက်ဖက်ထုတ်လေးကင်ပြီးဒေါ်ထားတို့အိမ်ရှိကဖျက်လျှောက်တော့အိမ်ရှိမှာဆေးဘောလိပ်ဖွာရင်လောကကြီးကိုတုံးတက်နေတဲ့ဒေါ်ထားနဲ့တန်းတိုးတယ်ဒေါ်ထားနေကောင်းရဲ့လားခက်တီတီပဲလမ်းပေါ်ကအော်ပြီးနှုတ်ဆက်လိုက်တယ်အေးကောင်းတယ်ငါစောဘဲသွားမလို့လဲဘဲမောင်တော့ဒေါ်ထားကြီးဒေါ်ထားစီကိုတမင်လာတာတိုင်ပင်စရာရှိလို့ဂျာသာမိုးကြီးကျွန်တော်တို့16နှစ်အရွယ်ကောင်လေးကအသက်50ကျော်အရွယ်အဖွားကြီးကိုတိုင်ပင်စရာရှိလို့ဆိုတော့အဖွားကြီးနည်းနည်းပြူးသွားတယ်မျက်လုံးဘာများလဲကွဒီလိုပါပဲဒေါ်ထားရဲ့ဒီမှာကျွန်တော်လက်ဖက်တုပ်ပါဝယ်လာတယ်လက်ဖက်စားပြီးပြောကြတာပေါ့အဲ့လိုပြောပြီးဆွဲလာတဲ့လက်ဖက်တုပ်ကိုဒေါ်ထားစီလှမ်းပေးလိုက်တယ်ဒေါ်ထားလဲကျွန်တော်လက်ဖက်တုပ်ကိုပကံနဲ့လှည့်ထည့်ပြီးအသက်ရှိနေတဲ့ရင်နွေးချမ်းအိုးပါဆွဲချလာတယ်ဘာများလဲကွဒေါ်ထားမအောင်နိုင်ထိုင်တော်မထိုင်ရသေးပဲရင်နွေးအိုးနဲ့လက်ဖက်ပကံချခြင်းလှမ်းမေးတယ်ဒီလိုဒေါ်ထားကြီးဒေါ်ထားလဲကြားမှာပေါ့ကျွန်တော်နဲ့ချိုဇလန်းလေးဒေါ်ထားမျက်လုံးအစုံဝင်းလက်သွားတယ်ပြောစရာအတင်းတော့ရပြီပေါ့ဒေါ်ထားကိုကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောပါမယ်ပြီးတော့ကျွန်တော်ဒေါ်ထားစီကအကြံဉာဏ်လေးလဲလိုချင်လို့ဒေါ်ထားကဘိုးတုတာလဲစုံတယ်မှတ်လားနည်းနည်းလေးမြှောက်ပေးလိုက်တယ်အမလီပြောမှသာပြောစမ်းပါငစော်ရဲ့ဒေါ်ထားမနေနိုင်တော့ဘူးဒီလိုဒေါ်ထားရဲ့ရက်ွက်ထဲကတချို့လူတွေကကျွန်တော်နဲ့ချိုဖြစ်နေကြတာကိုအပြစ်ပြောချင်ကြတယ်အပြစ်ပြောတာတော့မဟုတ်ဘူးပေါ့ဒေါ်ထားရဲ့ကျွန်တော်နဲ့ချိုနဲ့ကအသက်ကွာတော့သူတို့အမြင်မှာခလေးမှုတ်ပေးကြိုက်တာတို့ဘာတို့ညာတို့ပေါ့အဲ့ဒါမျိုးပြောချင်ကြတယ်အောက်တာလေးနည်းနည်းပြစ်လိုက်တယ်အေးဒေါ်ထားလေးကြားတယ်အဲ့ဒါပြောတာပေါ့ဒေါ်ထားရဲ့သူတို့ကဇလန်းအောင်တေချာမသိတော့ရမ်းပြောကြတာအခုဒေါ်ထားကလူကြီးပြီးတော့ကျွန်တော်နဲ့ကကိုယ်ဆွေမျိုးရင်းချလို့သိနေတာမှလားအေးလေကွယ်ဟုတ်တာပေါ့အမှန်တော့ဒေါ်ထားရဲ့ကျွန်တော်ကချိုကိုမရမကလိုက်တာပထမတော့ချိုကကျွန်တော်ကိုအတင်းညင်းတာပေါ့ဒေါ်ထားရဲ့အရွယ်ကလည်းမတူဘူးမဟုတ်လား तू ကရှက်လဲရှက်တာပေါ့ခလေးတယောက်ကသူ့ကိုကြိုက်ရပါမလားဆိုပြီးတော့ပေါ့ကျွန်တော်လည်းပြောရင်းအားချောက်လာတော့ရင်နှွေးတစ်ခွက်ယူတောက်လိုက်တယ်ပြီးမှဆက်ပြီးဒေါ်ထားပဲစဉ်းစားကြည့်လေအချစ်မှာမျက်စိပါတာမှမဟုတ်တာချိုကိုကျွန်တော်ကသူ့ဟာသူချစ်မိသွားတာပဲဦးလေးဦးပန်းမောင်နဲ့ဒေါ်ထားလို့ပေါ့ကျွန်တော်နည်းနည်းရမ်းတုတ်လိုက်တယ်ဟဲ့ပန်းမောင်ကငါ့ကိုငငယ်လေးတွေကချစ်ပြီးရအောင်ပိုးလာတာဟုတ်ဆိုရင်မနစ်ကဆုံးသွားတော့သူ့ယောက်ျားကိုသတိရသွားရင်တူရဲ့အရေးလေးတွေတောင်စို့လာတယ်မျက်ဝန်းမှာကျွန်တော်လည်းအကွက်ရသွားတော့ဆက်ပြီးအဲ့ဒါပြောတာပေါ့ဒေါ်ထားကြီးအချစ်ဆိုတာသူ့ဟာသူဖြစ်လာတာကြီးရငယ်တာနဲ့မဆိုင်ဘူးဆိုတာဒီတော့ကျွန်တော်ကချိုမှပြန်မချင်စာမွေးပွဲလည်းမဖြေတော့ဘူးကြောင်းလည်းဆက်မတက်တော့ဘူးဆိုပြီးအတင်းဇွဲနဲ့စူးစားမှနောက်ဆုံးချိုကတနာပြီးပြန်ချစ်သွားတာဒေါ်ထားရကိုကြီးပေါင်းဒေါ်ထားရဲ့အဲ့ဒါရက်ွက်ထဲကလူတွေကအထင်မှားပြီးအတင်းပြောချင်ကြတာကိုအမြင်မှန်ဝင်လောင်ဒေါ်ထားကိုလာအကူကြီးတောင်းတာဒေါ်ထားရဲ့ဒေါ်ထားလည်းလက်ဖက်ကိုခတ်စားရင်လက်ဖက်လေးကကောင်းလိုက်တာငစော်ရဲ့မစွန်ကြောက်ကလည်းနိုင်စီရလည်းရွှဲဆိုတော့ရှာပြားမှာအိနေရောပဲအရေးတဲ့လက်ဖက်ကိုလာချီးမွမ်းနေသေးတယ်ဟုတ်တယ်ဒေါ်ထားရဒေါ်မြဆိုင်ကဒေါ်ထားအတွက်ရှယ်တုတ်လာခဲ့တာဘာမှမပူနေငစောဒီကိစ္စဒေါ်ထားကြည့်လောက်လိုက်မယ်ကျေးဇူးတင်လိုက်တာဒေါ်ထားရဲ့ကျွန်တော်နဲ့ချိုမင်္ဂလာဆောင်ဖိတ်စာလာကမ်းရင်ဒေါ်ထားအတွက်ယူရီးယားပါတိတ်အကောင်းစားလေးနဲ့ပါလာကြတော့အောင်မယ်မလုံးလေးတစ်ခုပါအပိုစုပေးပလိုက်တယ်ပြီးတော့အစ်စ်နဲ့တောင်းလိုက်တယ်အော်ဒါနဲ့ဒေါ်ထားကြီးကျွန်တော်အိမ်ကဒေါ်ထားကိုဒီအကြောင်းမေးရင်ကြည့်ကြက်လုပ်ပေးအောင်နော်ကျေးဇူးမမေ့ပါဘူးဒေါ်ထားရဲ့အေးပါငစောရဲ့ဒေါ်ထားနားလဲပါတယ်စိတ်မပူနဲ့ဘာပဲဖြစ်ဖြစ်ဒေါ်ထားနဲ့လာတိုင်ပင်ကြားလားဟုတ်ကဲ့ဒေါ်ထားကျွန်တော်သွားအောင်မယ်နော်အေးဘာပဲဖြစ်ဖြစ်တခွက်တက်လိုက်တယ်လူတွေစိတ်ထင်ရရမ်းတုံနေတာထက်ဆိုင်တော့အဲ့လိုလေးနားလဲသွားတာကပိုကောင်းမယ်လို့ကျွန်တော်ထင်တာပဲအေးမတ်တင်နဲ့မတ်တန်းကိစ္စလည်းရှင်းရအောင်မယ်မောတယ်မတက်နိုင်ဘူးလာမဲ့ဘေးပြေးတွေ့တဲ့ဒေါ်ထားနဲ့ပြောဆိုပြီးနောက်နေ့မတ်တင်ရှိရဲ့ဆက်ချုပ်ဆိုင်ကိုသွားလိုက်တယ်အချိန်တိတ်ဆွဲလို့ကမဖြစ်ဘူးသူတို့စီနားမပေါက်ကြခင်ရှင်းထားမှမတ်တင်နဲ့တွေ့တော့မတ်တင်ကိုပြောစရာရှိလို့ဆိုပြီးအပြင်ခဏခေါ်ထုတ်လာခဲ့တယ်လူရှင်းတဲ့လက်ဖက်ဆိုင်မှာထိုင်ရင်လက်ဖက်နှစ်ခွက်မှားလိုက်တယ်မတ်တင်ကိုကျွန်တော်ဖွင့်ပြောစရာရှိလို့ဘာများလဲငစောချိုနဲ့ကျွန်တော်ချစ်သူတွေဖြစ်နေကြပြီအဲ့ဒါမတ်တင်ကိုအသိပေးမလို့နောက်ပြီးမတ်တင်ကျွန်တော်ကိုအထင်မလွဲပါနဲ့မတ်တင်နဲ့ကျွန်တော်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်နဲ့ချိုလဲတငယ်ချင်းတွေဖြစ်ရကနေချိုကိုကျွန်တော်အရန်ချစ်မိသွားတယ်မတ်တင်ရအဲ့ဒါကျွန်တော်ချိုကိုဖွင့်ပြောတော့ချိုကတေချာစဉ်းစားပြီးအဖြစ်ပြန်ပေးတယ်အခုကျွန်တော်တို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြပြီကျွန်တော်ကြောင်းပြီးရင်လက်ထပ်ဖို့အထိပါအစီအစဉ်ရှိတယ်အဲ့ဒါမတ်တင်နဲ့ကျွန်တော်နဲ့အရင်ကဖြစ်ခဲ့ဘူးတော့မတ်တင်အထင်လွဲမှာကျွန်တော်စိုးတယ်ကျွန်တော်ခွင့်လို့ပေးပါမတ်တင်ရကျွန်တော်ချိုကိုတကယ်ချစ်တာပါစကားအရှိကြီးကိုတောက်လျှောက်ပြောချလိုက်တယ်မထူးဘူးလူလဲကြလို့လည်းမရဘူးဒီကိစ္စကရှင်းရှင်းလေးကာယကရှင်နားလည်ဖို့ပဲလိုတယ်ကာယကရှင်နားလည်လို့ကတော့ကိစ္စပြီးပြီမတ်တင်ဘာမှတော့ပြန်မပြောအဖေတောက်နေသည်ကျွန်တော်မအောင်နိုင်မတ်တင်ကျွန်တော်ပြောတာကြားရလားနားလည်ရဲ့လားခဏနေစားပါငစောရဒီမှာမတ်တင်စဉ်းစားနေတယ်ဆိုတော့မတ်တင်ကျွန်တော်ကိုမယုံလို့လားကျွန်တော်ချိုကိုတကယ်ချစ်တာပါဟဲ့နင်းနဲ့ချိုနဲ့ကလွန်ကျူးတွေဖြစ်ကုန်ကြပြီလားမထင်မှတ်တဲ့ဓာတ်ဝါဝင်လာတဲ့မေကွန်းအုံနောက်ထဲမှာနည်းနည်းအလုရှုပ်သွားတယ်မဖြစ်သေးဘူးလို့ဖြစ်ရင်ဘာဖြစ်နိုင်မလဲဖြစ်တယ်လို့ဖြစ်ရင်ဘာဖြစ်နိုင်မလဲပေါ့မဖြစ်သေးဘူးလို့ဖြစ်ရင် तू ခွဲနိုင်တယ်ဖြစ်ပြီးပြီဆိုရင် तू ဘာမှမတတ်နိုင်တော့ဘူးတကယ်လည်းဖြစ်ပြီးနေပြီဒီတော့မတ်တင်ဟို
ဟိုလေမတ်တင်တို့ရွာပြန်တဲ့နေ့ကမတ်တင်နဲ့တွေ့ဝေသွားတယ်ခဏလောက်ငြိမ်သွားပြီးနောက်ဒါဆိုလဲမတ်တင်ဘာပြောလို့ရတော့မှလဲမင်းကလည်းလက်သွက်လိုက်တာလွန်ရောမပြောတော့ပါဘူးလေအဲ့ဒါသူပဲတင်ပေးပြီးတော့လို့ဆိုတာအေးကြည့်ချက်လို့တော်ကြအချိန်မတန်သေးပဲကြော်မကောင်းကြားမကောင်းနေဖြစ်ကုန်မယ်ဟိုသူစေးတောက်တယ်မတ်တင်မဝတ်မရဲနဲ့ပြောမိတယ်ဒါမျိုးတော့တက်တယ်မတ်တင်သွားမယ်ပြောဆူနဲ့ထရက်တော့မတ်တင်ကိုကျွန်တော်လာပြောပြတယ်ဆိုတာချို့ပြန်မပြောပြပါနဲ့နော်ဒိုင်းကနေမျက်စောင်းထိုးပြီးထထွက်သွားတယ်โอเคဟူရင်ထဲကအလုံးကြီးနည်းနည်းကျသွားတယ်